ကျောင်းသားမိဘတွေဘလောက်ပဲချမ်းသာမျက်နှာလိုက်မှုတွေကိုလုံးဝလက်မခံတဲ့ဆေးကျောင်းကပါမောက္ခတယောက်ကိုဘယ်လိုမြင်လဲသူကအတန်းထဲမှာအမှုသမားကျောင်းသားတယောက်ကိုတစ်ခါရိုက်ခဲ့တယ်လို့ကျောင်းအုပ်ကြီးရုံးခန်းမှာလည်းနောက်တစ်ခါထပ်ရိုက်ခဲ့တဲ့သူပါပဲသူ့ရဲ့သားတွေကိုကက်ရှမီးယားအိန္ဒိယနယ်စပ်ကိုစစ်မှုထမ်းဖို့လွတ်ခဲ့တဲ့တန်မဏိလိုမှာကြောတဲ့အမျိုးသမီးတယောက်ပေါ့သားတယောက်ကတော့နိုင်ငံအတွက်အသက်ပေးလူသွားခဲ့ပြီးနောက်တစ်ယောက်ကတော့စစ်တပ်မှာဗိုလ်ကြီးရာထူးနဲ့တာဝန်ထမ်းဆောင်နေဆဲဖြစ်ပါတယ်သူ့မှာမကြခင်လက်ထပ်တော့မဲ့သမီးတယောက်နဲ့မွေးစားထားတဲ့သမီးငယ်လေးတယောက်လည်းရှိပါသေးတယ်အကြီးဆုံးသားကဆုံးသွားခဲ့ပေမဲ့သူ့ရဲ့ချွေးမကတော့သူနဲ့တူတူပဲနေထိုင်နေတာပါလူရိုင်းတယောက်ကသူ့မိသားစုနဲ့ကလေးတွေပြိုးထောင်ပုံကိုမကောင်းပြောလာတဲ့အခါမှာတော့သူ့မိသားစုကစစ်တီတော်မိသားစုဖြစ်ကြောင်းဂုဏ်ယူစွာနဲ့ပြန်ပြောခဲ့တယ်သူတို့ကသမီးဖြစ်သူရဲ့မင်္ဂလာရက်ကိုတတ်မှတ်လိုက်ကြပေမဲ့နေဆက်မှာတာဝန်ကျနေတဲ့သူသားကိုတော့ဖုန်းဆက်ခေါ်ရအောင်ပါတစ်ဖက်ကအထူးစစ်စင်ရေးတပ်စခန်းမှာတော့မေဂျာ AJ ခရစ်ရှနာဟာလွှတ်ထူထားတဲ့အလံရှိမှာခန့်ညားစွာနဲ့ရပ်နေခဲ့ပါတယ်သူကစကားပြောဆက်ကိုလက်တစ်ဖက်ကနေတစ်ဖက်ကိုပြစ်ကစားရင်းတပ်စခန်းကနေချစ်ကားမောင်းပြီးထွက်လာခဲ့တယ်စိမ့်ဆိုတဲ့တစ်ပင်တွေနဲ့စီးဆင်းနေတဲ့မြစ်တွေကိုဖျက်ကျော်ပြီးသူ့ကိုခေါ်ယူထားတဲ့ဘုံတစ်လုံးရှိရာနေရာစီကိုဦးတည်နေတာပါဒါပေမဲ့အဲ့ဒီမတိုင်ခင်မှာတော့မနက်ခင်းအတွက်ကော်ဖီကောင်းတစ်ခွက်ကိုအရင်ဆုံးတောက်ချင်နေခဲ့တယ်သူ့ရဲ့ရဲဘော်ကဘုံတန်ခံဝစ်စုံကိုဝတ်ထားပေမဲ့သူကတော့လုံးဝဂယုမဆိုင်ပဲဝါယာကျိုးတွေကိုဖျက်ပြီးဘုံကိုအစွမ်းမဲ့အောင်လုပ်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲတပ်ဖွဲ့ဝင်တွေကမျက်နှာဖုံးစွပ်လူတယောက်ကိုတွေ့သွားပြီးရှုံ့ပွက်တွေနဲ့လမ်းကြားတွေထဲအထိအသေးတန်လိုက်ကြတယ်နောက်ဆုံးမှာတော့မေဂျာ AJ ကအဲ့ဒီလူရဲ့နဖူးတစ်တဲ့ကိုတနက်နဲ့တစ်ချက်ထဲပစ်တက်လိုက်ပါတယ်အောင်မြင်တဲ့စစ်စင်ရေးအပြီးမှာသူတို့တပ်စခန်းကိုပြန်လာခဲ့ကြပြီးအဲ့ဒီမှာနာမည်ကြီးအမှုပညာရှင်တယောက်နဲ့နှစ်စဉ်တွေ့ဆုံပွဲရှိနေခဲ့တယ်ဒီနှစ်အတွက်လာတဲ့သူကတော့မင်းသမီးတာမန်နာဖြစ်ပြီးသူကစစ်သားတွေကိုသူရဲကောင်းတွေလို့ခေါ်ကအားလုံးအတူတူပျော်ပျော်ပါးပါးကခုန်ခဲ့ကြပါတယ်မနက်ခင်းမှာသူ့တပ်ဖွဲ့နဲ့ဘတ်စကတ်ဘောကစားနေတော့စစ်သားတယောက်ကမေဂျာ AJ ကိုသူ့အမေဖုန်းဆက်နေကြောင်းလာပြောခဲ့တယ်ဒါပေမဲ့သူ့အတွက်တော့တခုခုမားနေတယ်လို့ခံစားလိုက်ရတယ်ဘာလို့လဲဆိုတော့သူ့မှာမိမမရှိတာလေဒါကတပ်စခန်းကိုရောက်လာတဲ့တပ်သားတစ်ယောက်နဲ့များမှားသွားတာဖြစ်မယ်လို့သူထင်ခဲ့ပါတယ်သူကအဲ့ဒီနေရာကနေထွက်လာပြီးမြစ်ပြင်ပေါ်ကတလက်လက်တောက်ပနေတဲ့မီးရောင်တွေကိုငေးကြည့်နေခဲ့တယ်တကယ်တော့ဖုန်းဆက်တာကပါမောက္ခဘာရတီဖြစ်ပြီးသူ့သမီးရဲ့မင်္ဂလာပွဲရက်ကိုတတ်မှတ်လိုက်ပြီးဖြစ်လို့တားဖြစ်သူကိုရှိနေစေချင်ကြောင်းပြောခဲ့တာပါဒါပေမဲ့ဝါဆင်းဦးဆောင်တဲ့မူဂျာဟီဒင်အကြမ်းဖက်အဖွဲ့ကကျောင်းကလေးတွေကိုတပ်ပစ်မယ်လို့ချိန်ချောက်လာခဲ့တယ်အဲ့ဒီအခါမှာအိန္ဒိယစစ်တပ်အတွက်ရွေးချယ်စရာလမ်းနှစ်လမ်းပဲရှိပါတော့တယ်ပထမတစ်ခုကတော့ကလေးတွေကိုကယ်ဖို့အတွက်ရန်သူတောင်းဆိုချက်အတိုင်းခေါင်းငုံအစွန်းတွေလုပ်ရမှာဖြစ်ပါတယ်ဒုတိယလမ်းကတော့လူဆိုးတွေနဲ့တိုက်ရိုက်ထိပ်တိုက်တွေ့ပြီးကယ်ဆယ်ရေးစစ်စင်ရေးတစ်ခုကိုဆင်နွှဲရမှာပါမေဂျာ AJ ရဲ့တွေးကြောတွေကစိတ်လှုပ်ရှားမှုတွေကစူပွက်လာပြီးသူတို့တွေကိုရှင်းပစ်မယ်လို့အစည်းအဝေးဇက်ပွဲကိုထုပြီးပြောလိုက်တယ်ပြီးတော့ည8နာရီတိတိမှာဝါဆင်းမန်ကိုသူ့ကောင်းတဲ့ကြီးစံတတောင်းနဲ့အဆုံးသတ်ပေးမယ်လို့ကြေညာခဲ့ပါတယ်သူတို့တပ်ဖွဲ့ဟာစစ်ဝတ်စုံတွေနဲ့ကြီးကားအင်ဂျီတွေကိုဝစ်ဆင်ပြီးခိုင်မာတဲ့စီးလုံးမှုနဲ့အတူတတ်မှတ်နေရာကိုထွက်ခွာလာခဲ့ကြတယ်မေဂျာ AJ ကလာတာဆောင်ပေါ်ကကင်းဆောင်တယောက်ကိုတွေးလိုက်ပြီးတပ်ဖွဲ့ဝင်တွေကိုရှေ့တိုးဖို့အချက်ပြလိုက်ပါတယ်သူတို့ကအပြင်ဘက် area ကိုရှင်းလင်းလိုက်ပြီးတဲ့နောက်မှာတော့မေဂျာကကင်မရာသေးစားလေးတက်ထားတဲ့ဘောလုံးတစ်လုံးကိုအတွင်းထဲကိုလှိတ်ထည့်လိုက်တယ်ရန်သူထဲမှာလူအင်အားဘယ်လောက်ရှိလဲဆိုတာကို Spike Camera နဲ့အရင်ဆုံးချောင်းကြည့်ခဲ့ပါတယ်သူအချက်ပေးလိုက်တာနဲ့တပ်သားတွေကမြေပြင်ကနေရန်သူတွေကိုစတင်ဝင်တိုက်တော့တာပေါ့ဗိုလ်မှူးအာဂျီကတော့စကိတ်ပုတ်ပေါ်မှာလဲချပြီးအပေါ်ထက်ကကောင်တွေကိုတယောက်ချင်းလိုက်ပစ်နေခဲ့တယ်သူတို့ကမူဂျာဟီဒင်တွေစီရောက်ဖို့လမ်းဖွင့်နိုင်အောင်ဘုံတွေထောင်ပြီးဖောက်ခွဲလိုက်ကြပါတယ်အဲ့ဒီအချိန်မှာရန်သူခေါင်းဆောင်ကအိန္ဒိယစစ်တပ်ကိုတတိရှိရင်ထွက်ခဲ့ဖို့စိန်ခေါ်လိုက်ပါတယ်သူကထောင်ချောက်ဆင်ပြီးရှေ့ထွက်လာအောင်မြူဆွဲလိုက်တာကြောင့်ဗိုလ်မှူးအာဂျီကတားနေတဲ့ကြားကဗိုလ်ကြီးအာဂျီကရှေ့ကိုထွက်သွားခဲ့တယ်မထင်မှတ်ပဲဘုံကပောက်ကွဲသွားခဲ့ပြီးဗိုလ်ကြီးအာဂျီတယောက်ဒဏ်ရာအပြင်းထန်ရသွားခဲ့ပါတယ်တပ်သားတွေကသူ့ကိုတဲထုတ်သွားချိန်မှာဗိုလ်မှူးအာဂျီကတော့ဒေါသတကြီးနဲ့ရှေ့ကိုပြေးထွက်သွားခဲ့တယ်သူကလေထဲကိုခုန်တက်ပြီးလှည့်ပက်ကန်ကြောက်ရင်းရန်သူတွေစုနေတဲ့နေရာအလဲကိုတက်တက်မတ်မတ်ကျသွားခဲ့ပါတယ်စက္ကန့်ပိုင်းအတွင်းမှာပဲအိန္ဒိယစူပါစစ်သားကြီးကတယောက်ပြီးတယောက်ကိုပြစ်လိုက်ခုတ်လိုက်နဲ့တိုက်ခိုက်ရေးကကွက်တွေတုံးပြီးရှင်းထုတ်ပစ်လိုက်တယ်ရန်သူကောင်းဆောင်ကကလေးတွေကိုတတ်ဖို့အချက်ပေးလိုက်တဲ့အချိန်မှာဗိုလ်မှူးအာဂျီကရန်သူအားလုံးကိုအပြီးတက်ရှင်းပစ်လိုက်ပါတယ်ကလေးတွေကတော့ပျော်ရွှင်စွာနဲ့သူတို့အမေရဲ့ရေတံတွေကြားထဲကိုပြေးသွားကြတော့တာပေါ့အပြစ်မဲ့တဲ့အသက်တွေကိုကယ်တင်နိုင်ခဲ့ပေမဲ့ဗိုလ်ကြီးအာဂျီရဲ့အသက်ကတော့တေးလူမျိုးပါအခြေအနေမှာရှိနေခဲ့ပါတယ်သူ့လက်ထဲကနေမိသားစုတပ်ပုံလေးတစ်ပုံတောင်မြေပေါ်ကိုပြုတ်ကျသွားခဲ့တယ်အထူးကြက်မှတ်ကုသဆောင်ထဲမှာတော့သူ့ညီမရဲ့မင်္ဂလာပွဲလေးကိုမြင်တွေ့ချင်တဲ့စိတ်နဲ့အသက်ရှင်ဖို့သူရုန်းကန်နေရပါတယ်ဒါပေမဲ့တာဝန်ကျဆရာဝန်ကတော့ဗိုလ်မှူးအာဂျီကိုသူ့အသက်ရှင်ဖို့အခွင့်အလမ်းမရှိတော့ဘူးလို့ပြောလိုက်ပါတယ်စစ်ဖက်အရာရှိတွေအားလုံးဗိုလ်ချုပ်ကြီးမူရာလီရှားမားရဲ့ရုံးခန်းမှာစုဝေးပြီးလက်ရှိအခြေအနေကိုဆွေးနွေးနေကြတယ်ဗိုလ်ကြီးအာဂျီကနိုင်ငံအတွက်တားတယောက်ကိုစတေးခဲ့တဲ့ကြီးမြတ်တဲ့မိသားစုကနေဆင်းသက်လာခဲ့တာပါဒီကယ်ဆယ်ရေးမစခင်မှာတော့သူကညီမဖြစ်သူရဲ့မင်္ဂလာဆောင်အတွက်ခွင့်ဆက်ရတောင်းထားခဲ့တာဖြစ်တယ်အခုသူတို့လုပ်ပေးနိုင်တာကတော့အဲ့ဒီမိသားစုစီကိုတယောက်ယောက်လွတ်ပြီးမင်္ဂလာပွဲရက်တွေမှာအတူနေပေးဖို့ပါပဲပြီးတော့မှအချိန်ခါတဲ့တနေ့မှာဒီသတင်းဆိုးကိုသူတို့ကိုပြောပြရမှာဖြစ်ပါတယ်ဒီနီလန်းကလွဲလို့တခြားရွေးချယ်စရာလည်းမရှိတော့ပါဘူးအဲ့ဒီအချိန်မှာဗိုလ်မှူးအာဂျီကရှေ့ထွက်လာပြီးဒီတာဝန်ကိုသူယူမယ်လို့ပြောလိုက်ပါတယ်သူနဲ့အတူကာနူးမျိုးကိုခီးထွက်ဖို့အတွက်သူ့ရဲ့အကြီးတန်းရဲဘော်ပရာဆက်ကိုလက်ထောက်ဖြစ်ရွေးချယ်ခဲ့တယ်အဲ့ဒီမျိုးတွေက Game of Thrones စကားတွေကနန်းတော်လိုခမ်းနားတဲ့အင်ကြီးတစ်လုံးမှာတော့ဝင်ကြီးနာဂန်ဒရာကပူရပိုက်တလိပ်ကင်ပြီးလေကားပေါ်ကနေဆင်းလာခဲ့တယ်သူကသူ့ရဲ့ကျောင်းဆရာဟောင်းကိုခန်းထဲထဲပြုံးပြပြီးခင်မမီတော့တဲ့ဘဝစည်းမျဉ်းတွေကိုလောင်ပြောင်းလိုက်ပါတယ်သူ့စိတ်ထဲမှာတော့အဲ့ဒီဆရာကိုလဲလီတက်ပစ်လိုက်ရမလားဒါမှမဟုတ်ကြောက်စိတ်တွေနဲ့ပဲချီထားရမလားလို့တွေးနေခဲ့တာပါဒါပေမဲ့သူ့လူတယောက်ကမျိုးတွေကခံတက်ရင်ပြင်မှာသူ့ကိုစန့်ကျင်တဲ့ဆန္ဒပြပွဲတစ်ခုဖြစ်နေတယ်လို့သတင်းလာပို့ပါတယ်ဝင်ကြီးနာဂန်ဒရာကသူ့ကိုဖြုတ်ချချင်နေတဲ့ရန်ရက်ဒီရဲ့ရှေ့မှာမာစီတီကာကိုထိုးရက်လိုက်ပါတယ်သူဘလောက်တောင်သေးနှုတ်လဲဆိုတာကိုပြချင်တာကြောင့်ဝင်ကြီးကအချက်ပြလိုက်တာနဲ့လူမိုက်တတိုက်ကကုန်တင်ကားတွေနဲ့ရောက်လာကြတယ်သူတို့ကတော့ကျွမ်းကျင်တဲ့အတိုင်းပဲအဲ့ဒီနေရာကခီးသွွားဘတ်စကားတွေနဲ့ကားပျက်စီးတွေကိုရိုက်ချိုးဖျက်ဆီးပြီးစူညံအောင်လုပ်ကြတော့တာပေါ့နာဂန်ဒရာဆိုတဲ့လူကပစိုးဝစ်ပြီးထိုင်ကုန်အဟောင်းတစ်လုံးပေါ်မှာငှက်ပျောသီးကိုအေးဆေးစားရင်းထိုင်နေခဲ့တယ်
သူက Rama Reddy ဆိုတဲ့လူကိုသူ့အားဆန့်ကျင်ရင်ညဘက်မီးပြတ်သွားတဲ့အချိန်သူ့လူတွေကပါတစ္ဆာဖောက်ပြီးရုပ်ပြက်ဆင်းပြက်အလောင်းဖြစ်သွားမယ်လို့ချိန်ချောက်ခဲ့တာပါဒီစကားကိုကြားတော့ Rama Reddy တယောက်ကောင်းကောင်းကြီးကိုသဘောပေါက်သွားပြီးသူ့မှာစောင့်ရှောက်ရမယ့်မိသားစုရှိသေးလို့အသက်လူပြီးထွက်ပြေးသွားခဲ့ရပါတယ်ကာနူးမျိုးကိုတွားနေတဲ့ယထာပုံမှာတော့ Sun Security ကသူ့အမေနဲ့အတူသူမလုံးဝသဘောမတူတဲ့အတင်းပေးစားတဲ့အိမ်တော်ရေးကနေလွတ်မြောက်ဖို့အစီအစဉ်ဆွဲနေခဲ့တယ်သူမအတွက်တော့ပါဇက်ထဲကဟာကိုထွေးထုတ်တတ်တဲ့လူမျိုးကလုံးဝသဘောကျစရာမကောင်းတဲ့အချက်ဖြစ်နေခဲ့တာပါအဲ့ဒီနောက်ဘူတာယုံမှာယထာခဏရက်တော့သူမလိုချင်တဲ့ပူစာရှင်နဲ့တွေ့ရပါစေဆိုပြီးကောင်းကင်ကြီးကိုမောပြီးဆူတောင်းလိုက်ပါတယ်မထင်မှတ်ပဲအဲ့ဒီအချိန်မှာပဲမေဂျာအာဂျီခရစ်ရှနာကယထာမီအောင်ပြေးလွှားလိုက်လာတာကိုမြင်လိုက်ရတယ်ဆန်ဆာကရူတီကတော့သူ့ဆူတောင်းတွေချက်ချင်းပြေးဝသွားလို့ကောင်းကင်ကြီးကိုကျေးဇူးတင်မဆုံးဖြစ်နေခဲ့တာပေါ့အာဂျီကသူမကိုယထာပေါ်ဆွဲတင်ပေးပြီးစကားပြောပေမဲ့ကောင်မလေးကတော့သူ့ရဲ့ချစ်စရာကောင်းတဲ့ရုပ်ရည်မှာလုံးဝကိုနှမျောနေခဲ့ပါတယ်သူမကပြုံးစီစီဖြစ်နေပြီးသူ့အမေကိုမြင်တော့အိမ်မက်ထဲကမင်းသားလေးကိုလက်ညှိုးထိုးပြလိုက်တော့တာပါပဲအမေလို့သူကလည်းအာဂျီရဲ့လက်ထဲကိုကွန်ရွက်တွေထည့်ပေးပြီးတမက်အဖြစ်လက်ခံကြောင်းပြသလိုက်တယ်သူတို့နှစ်ယောက်လက်ဆွဲနှုတ်ဆက်လိုက်တဲ့အချိန်မှာပဲတဝက်လောက်လက်ထပ်ပြီးသားဖြစ်သွားခဲ့ကြပါတယ်အဲ့ဒီနောက်မှာတော့ကောင်မလေးရဲ့ကြည်နူးနေတဲ့မျက်ဝန်းတွေနဲ့ကောင်လေးရဲ့ကြောင်တောင်တောင်ဖြစ်နေတဲ့မျက်နှာထားနဲ့တင်းပေါက်ကနေအတူတူငေးကြည့်ခဲ့ကြတယ်ကောင်မလေးရဲ့အကြောင်းဆုံးသိသွားတဲ့အခါမှာတော့မေဂျာအာဂျီကကူညီပေးဖို့သဘောတူလိုက်ပါတယ်ဒါပေမဲ့ကောင်မလေးအဖေနဲ့တွေ့ပြီးအဖြစ်မှန်ကိုသိသွားတဲ့အခါမှာတော့သူတို့သားမိကိစ္စမှာဝင်မပါတော့ဘဲထားခဲ့လိုက်တယ်နောက်ဆုံးမှာသူ့ရဲ့ဖူးစာရှင်ကိုတွေ့ရှိထားပြီးဖြစ်တဲ့ဆန်ဆာကရူတီကဒီအတိုင်းလွယ်တကူလက်လွတ်ခံမှာမဟုတ်ပါဘူးသူမကသူ့အမေနဲ့ပရာဆက်ဆိုတဲ့လူတစ်ယောက်ကိုပါခေါ်ပြီးအာဂျီကိုလက်ထပ်အောင်ထောင်ချောက်ဆင်ဖို့ကြံစည်ခဲ့ကြပါတယ်ဒါပေမဲ့လည်းအဲ့ဒီအစီအစဉ်ကလုံးဝကိုအောင်မြင်ခြင်းမရှိဘဲအပြည့်အဝရှုံးနိမ့်သွားခဲ့ရတယ်အာဂျီကတော့ပရာဆက်ကသူ့ကိုနောက်ကျောသားနဲ့ထိုးမှဆိုလို့ညဘက်မှာမျက်လုံးတစ်ချက်တောင်မမိတ်ရဲပဲအိတ်မပျော်ဖြစ်နေခဲ့ပါတယ်မနက်မိုးလင်းလို့ယထာပူတာမှာရက်တော့အာဂျီကအဲ့ဒီမိန်းကလေးတွေသူ့ကိုအိတ်နေတော့တိုက်ခိုက်မှဆိုလို့ပိုလုံကြုံတဲ့ယထာတွေကိုပြောင်းဖို့စဉ်းစားလိုက်တယ်တစ်ဖက်မှာလည်းဆန်ဆာကရူတီကသူ့ကိုတန်ကြိုးနဲ့ချီပြီးအဆက်ခွဲခံရရင်တောင်မှအာဂျီကိုဘယ်တော့မှထားမသွားဘူးလို့တစ်ထစ်ချယုံကြည်ထားခဲ့တယ်တခြားသူတွေကဒါကိုအဆက်ရစရာလို့မြင်ကြပေမဲ့သူမအတွက်တော့ဒါဟာအယူမှုချစ်ချင်းမြတ်တာတစ်ခုသာဖြစ်နေခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲ Garnish လို့ခေါ်တဲ့လူဆိုးတစ်ယောက်နဲ့သူ့လူတစုကယထာပေါ်တက်လာပြီး Sun Security နဲ့ပူးပေါင်းကအာဂျီကိုအတင်းအကျပ်လက်ခံခိုင်းတော့တယ်အာဂျီရဲ့အမြင်မှာတော့ဒါဟာနောက်ယောင်ခံလိုက်ပြီးအနောက်ရှက်ပေးနေတာဖြစ်ပေမဲ့သူမဘက်ကတော့ဒါဟာအယူမှုဆွဲလန်းနေတဲ့ခံစားချက်တစ်ခုပါလူဆိုးကိုင်းကောင်းဆောင်ကဥမင်၅ခုကိုဖျက်ရမယ့်စိန်ခေါ်မှုတစ်ခုလုပ်လိုက်ပြီးအာဂျီကလည်းအဲ့ဒီစိန်ခေါ်မှုကိုလက်ခံလိုက်ပါတယ်ဥမင်တစ်ခုပြီးတစ်ခုဖြတ်သွားတိုင်းမှာ Garnish ကအားနည်းလာပြီးနောက်ဆုံးမှာတော့တတိမရှိတော့ပဲအာဂျီကိုသူ့ရဲ့ခေါင်းဆောင်ဖြစ်အတိမတ်ပြုလိုက်ရတယ်အဲ့ဒီနောက်မှာတော့ယထာကတောအုပ်လှလှလေးတစ်ခုထဲမှာရက်ပြီးသူတို့အားလုံးတူလူဟုတချင်းနဲ့တူစိုက်ကားလေးစီးပြီးပျော်ပျော်ပါးပါးကခုန်ခဲ့ကြပါတယ်ဘာရာဒီရဲ့အိမ်ကိုရောက်သွားတဲ့အခါမှာတော့အိမ်တကားကတော့ကြီးကြီးခတ်ထားပြီးအထဲမှာလည်းတိတ်ဆိတ်နေခဲ့တာပါဒါနဲ့ကောလိပ်ကိုလိုက်သွားပြန်တော့လေလွန်ခဲ့တဲ့၄ရက်ကတည်းကသူမကိုကြောင်းထုတ်လိုက်ပြီးဆိုတဲ့အဖြေပဲရခဲ့တယ်သူမတယောက်ပဲရောက်လို့ဘယ်ပြောက်သွားမှမသိအောင်လုံးဝကိုအရေးရောင်တောင်ရှာမတွေ့ခဲ့ပါဘူးဒီဘက်မှာတော့မျက်နှာတစ်ချမ်းဖုံးထားတဲ့အမျိုးသမီးတစ်ယောက်ကသူ့ရဲ့သမီးလေးနှစ်ယောက်ကိုအစာခွန်ကျွေးနေခဲ့ပါတယ်တစ်ချိန်ကတယောက်တည်းနဲ့တစ်ဖွဲ့လုံးကိုရင်ဆိုင်ရတဲ့အဲ့ဒီအမျိုးသမီးဟာအခုတော့ဘလို့အခြေအနေမျိုးရောက်နေခဲ့တာလဲလူချေတန်တွေကြားလိုက်တဲ့အခါမှာတော့သူမကသမီးလေးဂါယာသရီကိုအတန်တိတ်နေဖို့အချက်ပြလိုက်ပါတယ်သူတို့၃ယောက်သားဂုံနီအိတ်တွေရဲ့အနောက်မှာပုံနေတော့နာဂန်ဒရာရဲ့လူမိုက်တတိုက်ရောက်လာခဲ့တယ်လူမိုက်တွေကဘာမှမတွေးလို့ပြန်လှည့်ထွက်သွားတော့မယ့်အချိန်မှာပဲဂုံနီအိတ်နောက်ကနေအတန်တစ်ခုထွက်လာခဲ့တာပါအဲ့ဒီအခါလူမိုက်တစ်ယောက်ကအစွန်ချုံနေတဲ့တန်ချောင်းရှိတစ်ချောင်းကိုကင်ပြီးအတန်လာရစီကိုရှောက်သွားခဲ့တယ်ပြီးတာနဲ့တန်ချောင်းကိုဂုံနီအိတ်ထဲအကုန်ထိုးဆိုင်လိုက်ရမှာတော့ဘာရာတီရဲ့လက်ဘွားကိုထုတ်ချင်းပေါက်သွားခဲ့ပါတယ်အနားမှာရှိနေတဲ့ခိုဖြူလေးတစ်ကောင်ကိုဖမ်းပြီးသူမရဲ့သွေးတွေကိုခိုရဲ့အတောင်ပံပေါ်မှာတုပ်လိမ့်လိုက်တယ်ပြီးတော့မှအဲ့ဒီခိုလေးကိုဂုံနီအိတ်ပုံရဲ့တစ်ဖက်ချမ်းစီကိုပြန်တန်းသွားအောင်လွှတ်ပေးလိုက်တာပါလူမိုက်တွေကလည်းတန်ချောင်းမှာပေးနေတာခိုရဲ့သွေးလို့ထင်ပြီးအဲ့ဒီနေရာကနေပြန်ထွက်သွားကြတော့တယ်တစ်ဖက်မှာတော့အာဂျီက CCTV မှတ်တမ်းတွေကိုအကြိမ်ကြိမ်ပြန်ကြည့်ပေမဲ့ဘာရာတီနဲ့ပတ်သက်တဲ့တဲလုံစ်တစ်ခုမှရှာမတွေ့ခဲ့ဘူးသူကရဲစခန်းကိုသွားပြီးပါမောက္ခပျောက်ဆုံးနေတဲ့အကြောင်းသတင်းပို့ဖို့ကြိုးစားခဲ့ပေမဲ့လည်းရဲတွေကသူ့ကိုဂရုမစိုက်ခဲ့ကြပါဘူးအဲ့ဒီအချိန်မှာပဲကောင်လေးတစ်ယောက်ကဘာရာတီကိုမတွေ့တာတစ်ပတ်လောက်ရှိပြီလို့ပြောနေတာကိုအာဂျီကြားလိုက်ရတယ်တခုခုတော့လုံးဝမားရွံ့နေပြီဆိုတာသိလိုက်တဲ့အာဂျီကသူ့မောက်ကိုအမြန်ဆုံးရှာတွေ့ဖို့ဆုံးဖြတ်လိုက်ပါတယ်ဘာရာတီကဟိုက်ဒရာဘတ်ကိုထွက်သွားဖို့ကြံစီခဲ့ပေမဲ့လူမိုက်တွေကသူမရဲ့သမီးတွေကိုမြင်သွားခဲ့ကြတယ်သူမကကလေးတွေကိုကားပေါ်ခေါ်တင်ဖို့ပြန်လာတဲ့အချိန်မှာတော့သမီးလေးနှစ်ယောက်ကိုရှာမတွေ့တော့ပါဘူးကလေးမလေးနှစ်ယောက်ဟာလူရုပ်ဆောင်ထားတဲ့ကြောက်စရာကောင်းတဲ့တားရဲကောင်တွေရဲ့လိုက်လံဖမ်းဆီးခြင်းကိုခံနေရတာပါအာဂျီကလည်းတုံးပြီးတစီးငှားပြီးအဲ့ဒီနေရာကနေထွက်သွားခဲ့ပြီဆိုတော့သူတို့ကိုဘယ်သူကလာကဲတင်နိုင်မှာလဲဘာရာတီကိုတွေးလိုက်တဲ့ကောင်လေးကဆရာလို့အနောက်ကနေအသေးတန်အောင်ခေါ်နေခဲ့တယ်အာဂျီရဲ့တုံးပြီးကတော့လမ်းထောင်လေးကို꿰ပြီးပျောက်ကွယ်သွားခဲ့ပေမဲ့မထင်မှတ်ပဲပြန်လှည့်လာခဲ့ပါတယ်ကလေးမလေးတွေကခန္ဓာရက်ဒီခံတက်ရင်ပြင်စီကိုပြေးသွားရင်နောက်ဆုံးမှာတော့လမ်းပိတ်သွားခဲ့ရတယ်နာဂန်ဒရာရဲ့လူမိုက်ကကလေးတွေရဲ့အသက်ကိုကယ်ခြင်းရင်အခုချက်ချင်းထွက်လာဖို့ဘာရာတီကိုအော်ခေါ်လိုက်တယ်ဘာရာတီပြေးထွက်လာတဲ့အချိန်မှာပဲလူမိုက်ကပစိန်တလက်နဲ့သူမကိုတပ်ဖို့ရွေးလိုက်တာပါဒါပေမဲ့အဲ့ဒီပစိန်ကဘာရာတီရဲ့ခေါင်းပေါ်မကျခင်မှာပဲဗိုလ်ကြီးအာဂျီကအချိန်မီဝင်တားလိုက်နိုင်ခဲ့တယ်သူကစစ်စခန်းမှာအတူတူရှိခဲ့တဲ့သူမရဲ့သားဖြစ်သူရဲ့တငယ်ချင်းဖြစ်ကြောင်းပြောပြပြီးစိတ်ချဖို့အားပေးခဲ့ပါတယ်စက္ကန့်အနည်းငယ်အတွင်းမှာပဲလူမိုက်တွေရဲ့လက်တွေခြေထောက်တွေကိုရိုက်ချိုးပြီးတယောက်ပြီးတယောက်လွှင့်ပစ်နေခဲ့တယ်ရန်ဖြစ်နေရင်းနဲ့တောင်မင်္ဂလာဆောင်စီစဉ်အကြောင်းတွေပြောလိုက်သေးပြီးမှပြန်ပြီးတောင်းကျမ်းပြနေခဲ့တာပါနောက်ဆုံးလူမိုက်လဲကျသွားတဲ့အချိန်မှာတော့မိုးချင်းတန်တွေထွက်ပေါ်လာပြီးမင်းတို့ကိုငါတက်ခဲတင်တာလို့အာဂျီကပြောလိုက်တယ်ဒါပေမဲ့လူတက်တာကသူ့အလုံးမဟုတ်ပဲလူအသက်တွေကိုကယ်တင်ဖို့သာသူ့ရဲ့တာဝန်ဖြစ်ကြောင်းပြောခဲ့ပါတယ်နာဂန်ဒရာရဲ့အိမ်တော်မှာတော့ဝင်ကြီးချုပ်နဲ့တွေ့ဖို့ပြင်ဆင်နေတော့သူ့လူတွေကကြောက်ရွံ့တုန်လှုပ်စွာပြန်ရောက်လာကြတယ်သူတို့ကအာဂျီတယောက်ဘလို့တိုက်ခိုက်ခဲ့ကြောင်းတွေပြန်ပြောပြပြီးအခုသူကတထေးဖြစ်တဲ့နာဂန်ဒရာကိုလာရှာနေပြီလို့သတင်းပို့ခဲ့ပါတယ်ဒီအချိန်မှာပဲဘာရာတီကလည်းဒီပြဿနာတွေအားလုံးဘလို့စတင်ခဲ့တယ်ဆိုတာကိုပြန်ပြီးတွေးနေခဲ့တော့တယ်သူ
သူမစာသင်ခန်းထဲမှာရှိနေတော့ဦးလေးဖြစ်သူကမျက်ရည်တွေနဲ့အတူအမောတကောပြေးဝင်လာခဲ့တာပါသူ့သားကကိုတက်တည်သွားတယ်လို့ထင်ခဲ့ပေမဲ့ဘယ်တန်တယောက်ရဲ့ဘယ်ဘက်လက်ကောက်ဝက်ကဒဏ်ရာက9လက်မလောက်နဲ့နေတာကြောင့်ဒါဟာတက်တည်မှုမဟုတ်ပဲလူတက်မှုဆိုတာကိုဘာရာတီကရိပ်မိသွားခဲ့တယ်အဲ့ဒါကြောင့်ဒီကိစ္စရဲ့တရားခံအကောင်ကြီးဖြစ်တဲ့နာဂန္ဒရာစီကိုသူမတယောက်တည်းသွားတွေ့ခဲ့ပါတယ်နာဂန္ဒရာကလည်းရဲစခန်းမှာဖွင့်ထားတဲ့လူတက်မှုတိုင်ချက်ကို24နာရီအတွင်းပြန်ရုပ်သိမ်းဖို့မဟုတ်ရင်သူဘာတွေလုပ်နိုင်လဲဆိုတာပြမယ်လို့ချိန်ချောက်ခဲ့တယ်ဒါပေမဲ့ဘာရာတီကတော့ဘာပဲဖြစ်ဖြစ်မမှန်ကန်တဲ့ကိစ္စအတွက်အမှန်တရားဘက်ကယက်တည်မယ်လို့ခိုင်ခိုင်မာမာဆုံးဖြတ်ခဲ့တာပါအဲ့ဒီဆုံးဖြတ်ချက်ကြောင့်သူမပေးဆက်လိုက်ရတဲ့တန်ဖိုးကတော့အရန်ကိုကြီးမားလွန်းခဲ့ပါတယ်ဆွဆွဲချက်အမားတွေနဲ့ပမောက္ခအလုပ်ကနေရနာခံလိုက်ရတယ်လို့သူမရဲ့သမီးတွေကလည်းလမ်းပေါ်မှာအနိုင်ကျင့်စော်ကားခံခဲ့ရတယ်မထင်မှတ်ပဲမူရစ်စေဝါမှုလို့အကြောင်းပြချက်နဲ့အင်ကိုရဲတွေဝင်စီးခံရပြီးသမီးဖြစ်သူရဲ့မင်္ဂလာပွဲကလည်းအဖျက်ခံလိုက်ရပါတယ်သမီးဖြစ်သူရဲ့မျက်ရည်တွေကိုမြင်လိုက်ရတဲ့အချိန်မှာတော့ဘာရာတီတယောက်ရဲစခန်းကိုအပြေးသွားပြီးအမှုကိုပြန်ရုပ်သိမ်းဖို့ကြိုးစားခဲ့တယ်သူမရဲ့မိသားစုကိုကယ်တင်ဖို့အတွက်နာဂန္ဒရာရဲ့ရှေ့မှာဒူးထောက်တောင်းပန်ပြီးတိုင်ချက်ကိုတောင်ပြန်ရုပ်သိမ်းပေးခဲ့ပါတယ်ဒါပေမဲ့ကိုဖျားတဆူလို့ထင်နေတဲ့နာဂန္ဒရာကတော့သူမရဲ့တောင်းပန်မှုကိုလက်မခံခဲ့ပါဘူးဘာလို့လဲဆိုတော့သူမလိုရိုးသားတဲ့လူတွေဟာပိုပြီးတဲ့ပုံစံနဲ့ပြန်လာတတ်တယ်ဆိုတာကိုသူကကောင်းကောင်းသိနေလို့ပါပဲအဲ့ဒါကြောင့်သူတို့ကိုအပြည့်ရှင်းပြဖို့အမိန့်ပေးလိုက်တဲ့အချိန်မှာပဲဘုံမှုအာကြီးကအဖြစ်ပြအားလုံးကိုနားထောင်နေခဲ့တာပါဘုံမှုအာကြီးကသူမရဲ့စကားကိုတေချာနားထောင်ပြီးအရာအားလုံးအဆင်ပြေသွားစေရမယ်လို့ကတိပေးခဲ့တယ်သူ့ရဲ့ကတိစကားကြောင့်သမီးမင်းကလေးတွေရဲ့မျက်နှာပေါ်မှာအပြုံးတွေတောင်ပြန်ရောက်လာခဲ့ပါတယ်အာကြီးကဘာယာတီကိုရဲစခန်းစီခေါ်သွားပြီးနာဂန္ဒရာကိုတရားစွဲထားတဲ့အမှုကိုပြန်ဖွင့်ခိုင်းခဲ့တယ်ရဲရရှိကလည်းရထိုက်တဲ့စုကိုရသွားပြီးနောက်ဝင်ကြီးရဲ့အမှုကိုပြန်စစ်မယ်ဆိုတာသတင်းထောက်တွေကိုကြေညာလိုက်တော့တယ်အဲ့ဒီနောက်မှာတော့သူတို့ဟာရှေ့နေယူဒန်ကာရိုစီကိုတွားခဲ့ပြီးဘာရာတီအပေါ်မှားယွင်းတဲ့အမှုတွေတင်ခဲ့ကြောင်းဝန်ခံခိုင်းခဲ့ပါတယ်။ကျောင်းအုပ်ကြီးကလည်းတောင်းပန်စကားဆိုပြီးသူမကိုကောလိပ်ပြန်တက်ဖို့အတွက်ပြန်ခန့်အပ်လွှာကိုပေးအပ်ခဲ့တယ်။နောက်ဆုံးမှာတော့အာကြီးတယောက်နာဂန္ဒရာရဲ့ဆိုင်ကြီးတဲ့ကိုယုံကြည်မှုအပြည့်နဲ့ရှောက်လန်းဝင်ရောက်လာခဲ့တယ်။ဒါပေမဲ့နာဂန္ဒရာကဝင်ကြီးချုပ်နဲ့အစည်းအဝေးလုပ်နေတာကြောင့်သူ့ကိုမတွေ့ခဲ့ရပါဘူး။သူ့အိမ်ထဲကိုအာကြီးကျူးကျော်ဝင်ရောက်လာတာကိုသိလိုက်ရတဲ့အခါမှာတော့နာဂန္ဒရာကလူမိုက်တွေနဲ့အတူအပြေးပြန်လာခဲ့တယ်။အာကြီးကစစ်တူရင်ခုံမှာထိုင်ရင်သူ့လက်ထဲကနေရုပ်လေးနဲ့ဝင်ကြီးရုပ်ကိုစားပစ်လိုက်တဲ့အချိန်မှာပဲနာဂန္ဒရာကဒေါသတကြီးနဲ့ရောက်လာခဲ့တာပါ။ဘာယာတီရဲ့ဘေးကနေဖြတ်သွားတဲ့အခါမှာတော့သူမကနောက်ပါဆက်ဖြစ်မလဲဆိုတာကိုသိနေတဲ့အပြုံးနဲ့သူ့ကိုကြည့်လိုက်တယ်။ဘာယာတီကအာကြီးဟာလူ40ကိုတယောက်တည်းရှင်းခဲ့ပြီးသူ့ရဲ့တပည့်ကိုယ်တိုင်ကမျက်မြင်သက်သေဖြစ်ကြောင်းပြောလိုက်ပါတယ်။သူမရဲ့စကားကြောင့်နာဂန္ဒရာကဒေါသထွက်ပြီးဘာယာတီကိုစကလုံးတွေနဲ့တိုက်ခိုက်စော်ကားခဲ့တယ်။ရန်ပွဲစတင်သွားတဲ့အခါမှာတော့တက်မတော်သားအာကြီးကလူမိုက်တွေကိုရင်ကောင်းတွေကြွေးကြသလိုအလွယ်တကူပဲရှင်းပစ်လိုက်တယ်။ပြင်းထန်တဲ့တိုက်ခိုက်မှုတွေကြောင့်မြေကြီးတွေတောင်အကွဲသွားပြီးလူမိုက်တွေရဲ့ကိုယ်တွေကမြေပေါ်မှာပြန့်ကျဲနေခဲ့တယ်။ကျန်တဲ့လူတွေအားလုံးကြောက်လန့်ပြီးနောက်ပြန်ဆုတ်သွားတဲ့အခါမှာတော့အာကြီးကသူ့ရဲ့ရန်သူရှိမှဝင်ထိုင်လိုက်ပါတယ်။အခုမှပဲစကားပြောလို့ရမယ့်အခြေအနေကိုရောက်လာခဲ့ပြီးနိုင်ပေါင်း48နာရီအတွင်းမှာနာဂန္ဒရာကသူ့မားတွေကိုဝန်ခံပြီးထိုမျိုးသမီးကိုတောင်းပန်ရမယ်လို့အာဂျီကအမိန့်ပေးလိုက်တယ်။မဟုတ်ရင်အခြေအနေတွေကပိုဆိုးသွားနိုင်တာကြောင့်သူက brother ရဲ့ရောက်ခါမှလောင်းအိမ်ကိုတွားတွေ့ခဲ့ပါတယ်။အဲ့ဒီမှာဝင်ကြီးရဲ့ရက်စက်မှုကိုကြောက်လို့သမီးလေးကိုစွန့်ပစ်ခဲ့တဲ့အပေါ်ဘာစကားမှတောင်ပြန်မပြောနိုင်တဲ့သူတို့သားလောင်းရဲ့အဖေနဲ့တွေ့ခဲ့ပါတယ်။သူကမတရားမှုကိုရင်ဆိုင်တိုက်ထုတ်ရမယ့်အစားလွယ်လွယ်ကူကူလက်လျှော့လိုက်တာကိုအကျဲကအားမလို့အားမရဖြစ်နေခဲ့တာပါ။ brother အတွက်ကတော့သူမရဲ့ဘဝကိုပြန်ရဖို့ပဲလိုအပ်ပြီးအကျဲကအရာအလုံးကိုလမ်းကြောင်းမှန်ပေါ်ပြန်ရောက်အောင်လုပ်ပေးခဲ့ပါတယ်။တနေ့မှာတော့သူမကလေကျဲရဲ့မိဘတွေအကြောင်းမေးလိုက်တဲ့အခါသူကမိဘမဲ့တယောက်ဖြစ်ကြောင်းဝမ်းနည်းစွာနဲ့ပဲပြန်ဖြေခဲ့ရပါတယ်။မင်္ဂလာပွဲအတွက်ပြင်ဆင်မှုတွေကအရှိန်ဟုန်နဲ့စတင်လာပြီးအကျဲကသူတို့သမီးဘက်ကအိမ်ရဲ့အကြီးအကဲနေရာကနေတာဝန်ယူပေးခဲ့တယ်။ညဘက်တွေမှာဆိုရင်တော့သူကအဲ့ဒီမိသားစုကိုကာကွယ်စောင့်ရှောက်ပေးနေတဲ့အိန္ဒိယစစ်သားကောင်းတစ်ယောက်လိုပါပဲ။တစ်ဖက်မှာလည်းအကျင့်ပြတ်ဝင်ကြီးကဒီလိုတက်ကြွနေတဲ့စစ်သားငယ်လေးရဲ့နောက်ွယ်ကစွမ်းအားကိုသိကျင်နေခဲ့တယ်။ဒါပေမဲ့ခန္ဓာရက်ဒီခံတက်ရင်ပြင်ကိုဝင်ကြီးတစ်ယောက်မကောင်းတဲ့အကြံနဲ့ရောက်လာတာကတော့အခြေအနေမဟန်တော့ပါဘူး။သူကခုံတလုံးမှာဝင်ထိုင်ပြီးအကျဲကိုပါထိုင်ခိုင်းကအုံနောက်ဆေးကြောခံထားရတဲ့လူအုပ်ကြီးရဲ့စိတ်ကိုပြောင်းလဲနိုင်စွမ်းရှိလားလို့စိန်ခေါ်ခဲ့ပါတယ်။ဒီမျိုးမှာအာနာတီမြဲနေတဲ့သူ့လိုလူတွေကိုလက်ကျဲကဘလို့များစန့်ကျင်နိုင်မှာလဲဆိုပြီးမေးခွန်းထုတ်လိုက်တာပါ။ဒါပေမဲ့မထင်မှတ်ပဲအနီးနားကစမန်တာရဲ့ဆိုင်ဖွင့်ပွဲကိုတွားဖို့လက်ကျဲကမြှူဆွဲလိုက်တဲ့အခါမှာတော့လူအုပ်ကြီးကဝင်ကြီးကိုပစ်ထားပြီးထွက်သွားကြပါတယ်။လက်ကျဲကဒီလူအုပ်ကြီးဆိုတာကျိုးဆွဲရကားတဲ့ရုပ်သေးရုပ်တွေလိုပဲဖြစ်ကြောင်းဝင်ကြီးကိုရှင်းပြလိုက်ပါတယ်။ဝင်ကြီးကသူတို့ရဲ့ဒေါသကိုစွာပေးတဲ့အခါအကြမ်းဖက်ခဲ့ကြပေမဲ့သူကသူတို့အတွင်းကနူးညံ့တဲ့နေရာလေးကိုတတိပေးလိုက်တော့အားလုံးကအေးဆေးသွားကြတာပါ။တကယ်တော့သူတို့ရဲ့ခေါင်းဆောင်ဆိုတာသူတို့ကိုအဆင်ပြေအောင်လုပ်ပေးနိုင်တဲ့သူပဲဖြစ်တယ်လို့ဆိုလိုလိုက်တာပါ။မတရားမှုကိုလိုက်လံချေမှုန်းနေတဲ့ကြောက်ရွံ့ခြင်းကင်းတဲ့စစ်သားကောင်းတစ်ယောက်ကဝင်ကြီးကိုပါဇက်အဟောင်းသားနဲ့ကြံနေခဲ့စေခဲ့တာပါ။နောက်တစ်နေ့မှာတော့ပရာဆက်ကရာဇဝတ်မှုနှိမ်နင်းဌာနကအရာရှိတစ်ယောက်ရဲ့အကူအညီကိုယူဖို့အကြံပေးလာပါတယ်။အဲ့ဒီအရာရှိကယထာကိုအရန်ကြိုက်တဲ့ဆန်းရဲ့သမီးစီကိုအမှတ်မထင်ရောက်လာခဲ့တဲ့သူဖြစ်နေခဲ့ပါတယ်။သူကအိမ်ဖော်မလေးကိုလက်ပူးလက်ချက်မိခဲ့ပြီးတခြားတစ်ယောက်ကိုချစ်နေတဲ့မိန်းကလေးကိုလက်မထပ်နိုင်ဘူးလို့ပြောခဲ့တယ်။ပြောရရင်သူကအဲ့ဒီကောင်မလေးရဲ့အကြောင်းကိုအဆအဆုံးစုံစမ်းပြီးသားဖြစ်နေခဲ့တာပါ။သူကကောင်မလေးရဲ့စိတ်ကိုပြောင်းလဲပေးဖို့ဆိုပြီးခေါ်သွားခဲ့ရမှာသူမကလည်းကာနုမျိုးကယထာဘော်ကအချစ်ဇလန်းကိုဆက်ချင်တဲ့မျှော်လင့်ချက်နဲ့လိုက်သွားခဲ့ပါတယ်။သူကစီကန်းတစ်ခုအနေနဲ့သူ့ကိုသဘောကျသွားတိုင်းမှာသူ့ကိုဖက်ရမယ်ဆိုတဲ့အချိန်ချက်တစ်ခုလုပ်ထားခဲ့တယ်။အကျိန်းနဲ့ပရာဆက်တို့ကအဲ့ဒီအရာရှိကိုစောင့်နေခဲ့ပေမဲ့ယထာကြိုက်တဲ့ကောင်မလေးကိုတွေးလိုက်ရတဲ့အခါမှာတော့အမြန်ပဲလှည့်ထွက်သွားခဲ့ကြပါတယ်။ဒါပေမဲ့ကောင်မလေးကအကျိန်းရဲ့မျက်နှာကိုမြင်လိုက်တာနဲ့အရန်ကိုပျော်ရွှင်စွာနဲ့ကျမသဘောကျသွားပြီးလို့អော်ပြီးသူ့ကိုပြေးဖက်လိုက်ပါတော့တယ်။နောက်ပိုင်းဝင်ကြီးရဲ့လူတက်မှုကိုစုံစမ်းတဲ့အခါမှာလည်းအကျဲကဖုန်းရဲ့လှုပ်ဝက်နံပါတ်ကိုအလွယ်တကူဖြေရှင်းနိုင်ခဲ့လို့ကောင်မလေးကသူ့ကိုနောက်တစ်ခါထပ်ဖက်ခဲ့ပြန်ပါတယ်။ဒီလိုနဲ့အကျဲကပြဿနာတစ်ခုကိုဖြေရှင်းလိုက်နိုင်တဲ့အချိန်တိုင်းမှာအဲ့ဒီလိုဖက်တာတွေကစတိုက်စုတလို့ကိုဖြစ်လာခဲ့ပါတော့တယ်။ software ဝန်ထမ်းတစ်ယောက်ဘဏ်ဝန်ထမ်းတစ်ယောက်နဲ့အစိုးရအရာရှိတစ်ယောက်တို့ထူးထူးဆန်းဆန်းအသက်ခံရတဲ့လူတက်မှုတစ်ခုနဲ့ဇလန်းကိုစဖွင့်ထားပါတယ်။
ဒါပေမဲ့ဘာမှမဆိုင်တဲ့ဒီလူ၃ယောက်က WhatsApp group တစ်ခုထဲမှာဘယ်လိုလုပ်အတူတူရှိနေကြတာလဲဆိုတာကစိတ်ဝင်စားစရာပါပဲ။ညံထက်မြက်တဲ့စုံထောက်အာဂျေးကတော့တေဆုံးသူတွေထဲကတယောက်ကအသက်ရှင်နေတုန်းဆိုတာကိုထောက်လှမ်းသိရှိသွားခဲ့တယ်။သူကဝင်းကြီးစီဖုန်းဆက်လိုက်တဲ့အခါမှာဝင်းကြီးကသူ့ကိုပုံးခိုရနေရရဲ့တဝက်ကိုရောက်နေပြီဖြစ်ပေမဲ့လန်ခီကမလွယ်ကူကြောင်းပြောခဲ့ပါတယ်။မထင်မှတ်ပဲအကြံပတ်ဆက်တဲ့ဝင်းကြီးကသူ့ကိုကာနူးမျိုးကနေမိနစ်90လောက်ဝေးပြီးဘယ်သူမှပြန်မထွက်နိုင်တဲ့နာလာမဲလာတော့နဲ့ကြီးတဲ့ကိုလွှတ်လိုက်တာပါ။အာဂျေးကပုံးခိုရနေရကိုရောက်သွားခဲ့ပေမဲ့အထက်ကလူကိုကယ်ဖို့အဆောင်တွေအားလုံးကိုကြော်ဖြတ်ရမှာဖြစ်ပါတယ်။အဆောင်တွေကအာဂျေးကိုလေထဲမြောက်အောင်ပစ်တင်လိုက်ပြီးအဖိုးကြီးတယောက်ကလေပေါ်ပြန်တက်ပြီးကန်ချလိုက်တာပါ။ဒီအဆောင်တွေကတာမန်လူတွေမဟုတ်ပဲစူပါမင်းနဲ့တောင်ရှင်နိုင်လောက်တဲ့ခွန်အားမျိုးတွေပိုင်ဆိုင်ထားကြတာပါ။အာဂျေးကနောက်တစ်ချိန်ပြန်စူးစမ်းခဲ့ပေမဲ့လည်းအခြေအနေမကောင်းပဲအပြင်းထန်ပဲရှုံးနေသွားခဲ့တယ်။အဖိုးကြီးကနာဂန်ဒရာစီဖုန်းဆက်ပြီးဒီစစ်သားကောင်လေးကို9မိနစ်အတွင်းအပြတ်ရှင်းပစ်မယ်လို့ကြိမ်းဝါလိုက်ပါတယ်။ဒါပေမဲ့ဘာယာတီကတော့အာဂျေးကသူတို့အားလုံးကို3မိနစ်နဲ့အလဲထိုးနိုင်မယ်လို့ပြန်ပြီးပြောခဲ့တယ်။အဲ့ဒီနောက်မှာတော့အာဂျေးကလက်ချိုးလိုက်ပြီးသူ့ရဲ့ခန္ဓာကိုယ်ထဲမှာတဘာဝရဲ့စွမ်းအားတွေကိန်းအောင်နေတယ်လို့မျိုးဖြစ်သွားခဲ့တယ်။သူကလေထဲမှာပြန်ဝဲပြီးမြေပြင်ပေါ်မှာရှော့တိုက်ရင်းနဲ့ပဲလူဆိုးတွေအားလုံးကိုတယောက်မကျန်နိုင်ယူလိုက်နိုင်ခဲ့ပါတယ်။အာဂျေးကဘာယာတီစီဖုန်းဆက်ပြီးတက်တွေကိုသူတို့ကတင်နိုင်ခဲ့ပြီဖြစ်ကြောင်းအာမခံလိုက်ပါတယ်။ဒီလိုအခြေအနေမျိုးမှာနာဂန်ဒရာကဘယ်လိုမျိုးတုံ့ပြန်လာမလဲဆိုတာကတော့ရင်ခုန်စရာပါပဲ။တက်တွေဖြစ်တဲ့ရာမာခရစ်ရှနာကအစိုးရရန်ပုံငွေတွေပြည်သူတွေစီမရောက်တဲ့အကြောင်းတိုင်ကြားမှုတွေကိုလက်ခံရတဲ့အစိုးရအရာရှိတစ်ယောက်ပါ။ဒါကြောင့်သူကရာဘီဆိုတဲ့ဗန်ဝန်ထမ်းတစ်ယောက်ကိုဆက်သွယ်ပြီးရန်ပုံငွေတွေဘယ်နေရာမှာပျောက်ဆုံးနေလဲဆိုတာကိုခြေရခံခိုင်းခဲ့တယ်။ရာဘီကစုံစမ်းကြည့်တဲ့အခါမှာတကယ်မရှိတဲ့လူတွေရဲ့နာမည်နဲ့ဖွင့်ထားတဲ့ဘဏ်အကောင့်အတူအများပြားကိုရှာတွေ့ခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီအကောင့်တွေထဲကိုပတ်စံတွေကပုံမှန်ပဲဝင်နေတာကြောင့်သူတို့နှစ်ယောက်ထပ်ပြီးစုံစမ်းခဲ့ကြတယ်။စုံစမ်းစစ်ဆေးမှုတွေအရဒီဘဏ်အကောင့်တွေကဝင်းကြီးရဲ့ကုမ္ပဏီမှာဖွင့်ထားတာကိုသိခဲ့ရပါတယ်။အဲ့ဒီနောက်မှာတော့ကုမ္ပဏီတွေက software ဝန်ထမ်းတစ်ယောက်ကဝင်းကြီးရဲ့တရားမဝင်လုပ်ရက်တွေအကြောင်းတက်တွေချက်လက်တွေကိုသူတို့ကိုပြသခဲ့တယ်။ရန်ပုံငွေတွေကို online ကနေဖြန့်ဝေတာဖြစ်လို့ငွေကြေးခဝါချမှုတွေနဲ့လိမ်လည်မှုတွေကအကြီးအကျယ်ဖြစ်နေခဲ့တာပါ။နောက်ဆုံးမှာတော့ဝင်းကြီးကပြည်သူတွေရဲ့အိမ်မက်နဲ့မျက်ရည်တွေနဲ့အတူအိန္ဒိယယူပြီးကုတွေ9000ကိုလိမ်လည်ခိုးယူသွားမှန်းသိလိုက်ရပါတယ်။သူတို့ကဝင်းကြီးကိုတွားတွေ့ဖို့ကြိုးစားခဲ့ပေမဲ့ဝင်းကြီးကသူ့လူတွေကိုလှုပ်ပြီး2ယောက်ကိုတက်က1ယောက်ကိုတော့တောထဲမှာဖမ်းထားခဲ့တာပါ။ရာမာခရစ်ရှနာကအထက်လူကြီးတွေအားလုံးဟာတာမန်ပြည်သူတွေရဲ့တွေးနဲ့မျက်ရည်တွေနဲ့ဆွန့်ထစ်နေတယ်လို့ပြောခဲ့တယ်။သူကဝင်းကြီးကိုထောင်ထဲပို့နိုင်မဲ့တက်တွေအပြည့်ပါတဲ့ hard disk ကိုအာဂျေးလက်ထဲကိုပေးအပ်လိုက်ပါတယ်။ဒါပေမဲ့ဝင်းကြီးရဲ့အုံနောက်ဆေးကြောတာခံထားရတဲ့ပြည်သူတချို့နဲ့နိုင်ငံရေးသမားတွေကအာဂျေးကိုစန့်ကျင်ဖို့အင်အားစုတွေဖွဲ့လိုက်ကြတယ်။အဲ့ဒီအချိန်မှာပဲအာဂျေးကခေါင်းဆောင်ကြီးတွေအားလုံးစုဝေးနေတဲ့အစည်းအဝေးခန်းမတွေကိုယုံကြည်မှုအပြည့်နဲ့ရှောက်လန်းဝင်ရောက်လာခဲ့တယ်။သူကတက်တွေဖိုင်ကိုစပွဲပေါ်တင်လိုက်ပြီးလူကြီးတွေနဲ့အတူအခန်းထဲမှာပိတ်နေဖို့တကားနှစ်ချက်ကိုအတွင်းကနေလောချလိုက်ပါတယ်။လူကြီးတွေကစစ်သားတယောက်ရဲ့တာဝန်ဟာနေဆက်ကိုကာကွယ်ဖို့ပဲဖြစ်ပြီးသူတို့ရဲ့စနစ်ကိုဝင်မထိန်ချုပ်တင်ဘူးလို့အော်ဟစ်ပြောဆိုကြတယ်။ဒါပေမဲ့အာဂျေးကတော့သူတို့ရဲ့ချင်းချောက်စကားတွေကိုလုံးဝအာရုံမစိုက်ပဲသူ့ရဲ့တာဝန်ပေါ်မှာပဲအပြည့်အဝအာရုံစိုက်ထားခဲ့ပါတယ်။အေဂျေးကသူ့လက်ထဲကအရာတစ်ခုကိုထုတ်ပြလိုက်ပြီးနောက်မှာတော့အစည်းအဝေးတစ်ခုလုံးထိတ်လန့်တုန်လှုပ်သွားခဲ့ကြတယ်။ဒါပေမဲ့သူကအဲ့ဒီဘုံရဲ့အချိန်တိုင်းကိရိယာကို9မိနစ်တိတိသတ်မှတ်လိုက်တာကြောင့်လူတွေအားလုံးပွက်လောရိုက်သွားခဲ့ရပါတယ်။အဲ့ဒီနောက်မှာတော့အေဂျေးကနိုင်ငံတွင်းကအကျင့်ပြတ်ချစားမှုတွေအကြောင်းကို4မိနစ်ကြာအောင်မိန့်ခွန်းပြောခဲ့တာပါ။သူကပတ်စံတွေကိုအလွဲသုံးစားလုပ်မဲ့အစားမျိုးရဲ့အခြေခံအဆောက်အုံတွေဖွံ့ဖြိုးတိုးတက်ရေးမှာပဲတုံးတင်တယ်လို့ပြောခဲ့တယ်။မထင်မှတ်ပဲအချိန်စေးလို့ဘုံကွဲထွက်သွားတဲ့အခါမှာတော့နိုင်ငံတော်အလံပုံစံဆေးရောင်စုံတွေပဲထွက်ပေါ်လာခဲ့ပါတယ်။အေဂျေးကသူ့အတွက်လိုအပ်တဲ့ဖိုင်ကိုယူပြီးမြင့်တက်နေတဲ့လူကြီးတွေကိုထားခဲ့ကအေးအေးဆေးဆေးပဲထွက်သွားခဲ့တယ်။ဒါပေမဲ့ကန်ဆိုးစွာနဲ့ပဲမင်္ဂလာပွဲကျင်းပတဲ့နေ့မှာကပတိန်အဆင့်ရှိတဲ့အေဂျေးရဲ့ရဲဘော်တယောက်တာဝန်ထမ်းဆောင်ရင်းကြာဆုံးသွားခဲ့ပါတယ်။ဒီသတင်းဆိုးကြီးကိုတော့မေဂျာအေဂျေးနဲ့ပရာဆက်ကလွယ်ပြီးတခြားဘယ်သူကမှမသိရှိသေးပါဘူး။အဲ့ဒီအချိန်မှာပဲဘာယာတီကသူ့သမီးလေးကိုနောက်ဆုံးအနေနဲ့နှုတ်ဆက်နေခဲ့တာပါ။တိတ်မကြခင်မှာပဲမေဂျာအေဂျေးကကလေးမလေးရဲ့မိခင်ဖြစ်သူကိုဒီသတင်းဆိုးကြီးအကြောင်းပြောပြနိုင်ခဲ့ပါတယ်။စစ်ဌာနချုပ်မှာတော့ကြာဆုံးသွားတဲ့စစ်တီတော်အတွက်စစ်အခမ်းအနားနဲ့ဂုဏ်ပြုပြုလုပ်ပေးခဲ့ကြတယ်။အိန္ဒိယအလံနဲ့လွှမ်းခြုံထားတဲ့သူ့ရဲ့ခေါင်းတလားကိုမိသားစုစီပြန်ပို့ပေးခဲ့ပြီးအားလုံးကအာဇာနည်ကိုဂုဏ်ပြုအလေးပြုခဲ့ကြပါတယ်။ဒါပေမဲ့အေဂျေးကတော့လူယုံမှာနာဂင်ဒရာကိုထောင်ထဲမထည့်ရမချင်းအနားယူမှာမဟုတ်သေးပါဘူး။တရားရုံးကနာဂင်ဒရာကိုထောင်ချမယ်ဆိုတာသိလိုက်ရပြီးတဲ့နောက်မှာတော့အေဂျေးကကက်ရှမီးယားကိုပြန်ဖို့ပြင်ဆင်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲသူ့ကိုအယူမှုချစ်နေတဲ့ဆန်စကရီတီကဘူတာယုံအထိလိုက်လာပြီးသူ့ရဲ့အချစ်ကိုဖွင့်ပြောခဲ့တယ်။ဒီအဖြစ်အပျက်ကိုမြင်တဲ့ဘာရာတီကဆန်စကရီတီဟာကောင်မလေးကောင်းတစ်ယောက်ဖြစ်ကြောင်းအေဂျေးကိုပြောပြခဲ့ပါတယ်။နောက်ဆုံးမှာတော့အေဂျေးကသူမကိုလက်ထပ်ဖို့သဘောတူလိုက်ပါတော့တယ်။3လကြာပြီးတဲ့နောက်မှာတော့နာဂင်ဒရာကကက်ရှမီးယားနယ်စပ်မှာမြို့ချစ်စစ်သားတစ်ယောက်ဖြစ်နေခဲ့ပါတယ်။အေဂျေးကသူ့ကိုထောင်ထဲထည့်မဲ့အစားနယ်စပ်ကိုပို့လိုက်တာကသူ့ကိုပြောင်းလဲစေပြီးပြည်သူကိုကာကွယ်ရမယ့်တာဝန်ကိုတင်ပေးနိုင်လိမ့်မယ်လို့ယုံကြည်ခဲ့တာပါ။ဇလန်အဆုံးမှာတော့အေဂျေးကသူ့ကိုအယူမှုချစ်တဲ့ကောင်မလေးဆန်စကရီတီနဲ့လက်ထပ်သွားခဲ့ပါတယ်။ဒီတေလာကူရုပ်ရှင်ကတော့မြို့ချစ်စိတ်နဲ့တစ္ဆာဖောက်မှုကြားကစစ်ပွဲကိုပြသထားပြီးဆုံးဖြတ်ချက်ချတဲ့သူတွေရဲ့တကားပိတ်ရည်ရွယ်ချက်တွေကိုဖော်ထုတ်ထားတာပါ။ဒီဇာတ်ကားကိုတော့အန်နေရာဗီပူတီကဒရိုက်တာဖြစ်ရိုက်ကူးပြီးမာဟေ့ရှ်ဘာဘူဘီဂျေးရှန်တီနဲ့ပရာကက်ရှ်ရာဂျာတို့ကအဓိကပါဝင်တရုပ်ဆောင်ထားပါတယ်။ချစ်ခင်လေးစားရတဲ့ကြည့်ရှုသူတို့အနေနဲ့ရုပ်ရှင်အပေါ်ဘယ်လိုထင်မြင်မိလဲဆိုတာကိုခမက်မှာရေးသွားပေးပါဦး။နောက်ထပ်ဇလန်ကောင်းတွေအတွက်ခေါင်းလောင်းပုံလေးကိုလည်းနှိပ်ထားဖို့မမေ့နဲ့နော်။နောက်တစ်ခေါက်ပြန်တွေ့ကြတဲ့အထိစောင့်မျှော်ကြည့်ရှုပေးကြပါဦး။